ခါခွေဘေးအန္တရာယ်မျိုးမျိုးအတွက်အရေးပေါ်အခြေအနေများတွင်မတန်ဆွမ်းသူများကိုဦးစားပေး၍ရှာဖွေကယ်ဆယ်ရေးအကာအကွယ်ပေးရေးဘေးကင်းလုံခြုံရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရမည်ခငယ်ဘေးအန္တရာယ်မျိုးမျိုးအတွက်ကြိုတင်ကာကွယ်ရေးပြင်ဆင်ရေးအပါအဝင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်မတန်ဆွမ်းသူများကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ရှိစေရန်ညှိနှိုင်းဆောင်ရွက်ပေးရမည်ကကြီးရုပ်ပိုင်းစိတ်ပိုင်းဉာဏ်ရည်ပိုင်းဘာသာစကားနှင့်လူမှုရေးပိုင်းဆိုင်ရာပြုစုပျိုးထောင်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသောနိုင်ငံဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများကိုခေတ်မီနည်းပညာများလေ့ကျင့်သင်ကြားပေးရမည်34ကျန်းမာရေးဝန်ကြီးဌာနသည်အမျိုးသားကော်မတီ၏လမ်းညွှန်ချက်နှင့်အညီသက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများတိုင်းဒေသကြီးသို့မဟုတ်ပြည်내အစိုးရအဖွဲ့များအစိုးရမဟုတ်သောအဖွဲ့အစည်းများပုဂ္ဂလိကစေတနာရှင်များနှင့်ညီနိုင်ပြီးမတန်ဆွမ်းသူများအတွက်ပြုစုပျိုးထောင်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအောက်ပါအတိုင်းဆောင်ရွက်ပေးရမည်ကကြီးမတန်ဆွမ်းသူများအတွက်ကိုယ်အင်္ဂါအစိတ်ပိုင်းများခွဲစိတ်အစားထိုးကုသသည့်ဆေးရုံများဆေးခန်းများလေ့ကျင့်သင်ကြားရေးကျောင်းများတည်ထောင်ဖွင့်လှစ်ခြင်းခါခွေကိုယ်အင်္ဂါအစိတ်ပိုင်းများခွဲစိတ်အစားထိုးသည့်ပညာရှင်များ၏စွမ်းရည်မြင့်တင်ပေးခြင်းလိုအပ်သောခေတ်မီစက်ကိရိယာများပံ့ပိုးပေးခြင်း